မင်္ဂလာရှိသောနနက်ခင်းလေးဖြစ်ပါစေလူတိုင်းရဲ့နေ့တစ်နေ့စတင်ပုံဟာမတူညီကြပေမဲ့ကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ဖို့အတွက်မနက်ခင်းမှာပြုလုပ်တဲ့အလေးအကျင့်ကောင်းလေးတွေရှိပါတယ်ဒီနေ့မှာတော့တင်းရဲ့တနေ့တာကိုစွမ်းရင်အပြည့်နဲ့အကျိုးရှိရှိဖြတ်တန်းနိုင်ဖို့မနက်ခင်းမှာမထစ်မနေပြုလုပ်တဲ့အလေးအကျင့်ကောင်း9ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်1ရေရင်တောက်ပါ hydrate firstမနေ့အရာနိုးနိုးချင်းမှာရေတစ်ခွက်အကြည့်တောက်သေးပါဒါဟာတညလုံးရေတဲ့ခန်းချောင်းနေတဲ့တင်းခန္ဓာကိုယ်ကိုပြန်လဲလန်းဆန်းစေပြီးအစာချေစနစ်နဲ့ဇီဝကမ္မထစ်စင်ကိုကောင်းမွန်စွာလဲပတ်စေပါတယ်နှစ်ခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်ပါ mindful movement 9မိနစ်ကနေ10မိနစ်ခန္ဓာကိုယ်အကျိုးရှို့တာယောဂကျင့်တာဒါမှမဟုတ်လမ်းလျှို့တာမျိုးပြုလုပ်ပါဒါဟာတွေးလေပိုင်မှုကောင်းမွန်စေပြီးတကူလုံးတောင့်တင်းနေရာတွေကိုပြေလျှော့စေပါတယ်။3အာဟာရရှိတဲ့မနက်စာစားပါ nutritious breakfast protein နဲ့ carbohydrate ပါဝင်တဲ့အာဟာရပြည့်ဝတဲ့မနက်စာကိုစားသုံးပါ။ဒါမှသာတနေ့တာလုံးအလုပ်လုပ်ဖို့လိုအပ်တဲ့စွမ်းအင်ကိုတည်ငြိမ်စွာရရှိမှာဖြစ်ပါတယ်။၄ဖုန်းနဲ့ကွန်ပျူတာကိုခက်တာရှောင်ပါ no screen timeအရာနိုးချင်း email စစ်တာ social media သုံးနာတွေကိုရှောင်ကျင်မှာဒီလိုလုပ်ခြင်းဖြင့်မလိုအပ်တဲ့အစိတ်ဖြည့်စည်းမှုတွေကိုရှော့ချနိုင်ပြီးတနေ့တာအတွက်အာယုံစူးစိုက်မှုကိုပိုမိုကောင်းမွန်စေပါတယ်။ငါလှုပ်ဆောင်ရမည့်အလုပ်များကိုစီစဉ်ပါ prioritize tasks ဒီနေ့အတွက်အရေးကြီးဆုံးအလုပ်3ခုကနေ5ခုအထိကိုချရေးပါဒါဟာတင်းရဲ့လုပ်ငန်းစမ်းဆောင်ရည်ကိုမြင့်တင်ပေးပြီးအချင်းကိုအကျိုးရှိရှိအသုံးချနိုင်စေပါတယ်။6တဘာဝအလင်းရောင်နဲ့လေကောင်းလေတန်ရယူပါ natural light နဲ့ fresh air အပြင်ထွက်ပြီးလမ်းလျှောက်တာဖြစ်ဖြစ်ပဒင်းပေါက်ဖွင့်ထားတာဖြစ်ဖြစ်ပြုလုပ်ပါတဘာဝအလင်းရောင်ဟာတင်းခန္ဓာကိုယ်ရဲ့ဇီဝနာယီကိုထိန်းညှိပေးပြီးစိတ်ကြည်လင်စေပါတယ်။ခုနှစ်တရားမှတ်ခြင်းသို့မဟုတ်အသက်ဖြင်းဖြင်းရှုခြင်းmindfulness မိနစ်အနည်းငယ်ခန့်ငြိမ်ငြိမ်လေးထိုင်ပြီးတရားမှတ်တာဒါမှမဟုတ်အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပေးပါဒါဟာစိတ်ကိုတည်ငြိမ်စေပြီးတနေ့တာကိုအေးချမ်းစွာစတင်နိုင်ဖို့ကူညီပေးပါတယ်ဒီအချက်လေးတွေကိုနေ့စဉ်ပုံမှန်လှုပ်ဆောင်သွားမယ်ဆိုရင်တင်းရဲ့ဘဝအရေးတွေတိတိတတ်တာတိုးတက်လာမှအသေးအချပါပဲအားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့တစ်လေးကိုပိုင်ဆိုင်နေကြပါစေကျေးဇူးတင်ပါရှင်